ဟယ်လိုအားလုံးပဲမြင်လာပါရှင်ဒီနေ့မှာတော့ရွှေပြည်သာမြို့ရဲ့လူကြိုက်အများဆုံးရက်ကွက်တန်တစ်ခုဖြစ်တဲ့စကန်ဗီယာမြေခုနှစ်ထဲကအိမ်လေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးကိုရောက်မှဖြစ်တာမို့လို့အထဲထဲမှာဘယ်လိုမျိုးလေးတွေအခန်းဖွဲ့စည်းပြင်ဆင်ထားလဲဆိုတာလိုက်ကြည့်ပေးပါအောင်နော်အိမ်လေးလိမ့်စာလေးရတော့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်တော်ဝင်လမ်းမကြီးအနီးနဲ့ရွှေပြည်သာစေယုံကြီးအနီးမှာရှိရပဲဖြစ်ပါတယ်။ကွန်ကရစ်လမ်းအတန်းပေါ်မှာတည်ရှိပြီးတော့ခြံနဲ့ခြံပြင်မှာကားထားလို့ရမယ့်နေရာလေးပါပါမယ်ရှင်။အခြေဝန်းလေးရတော့ပေ20ပေ60ခရမ်းမြေပေါ်မှာစောက်ထားတဲ့အိမ်လေးပဲဖြစ်ပါတယ်။အိမ်အလဲလေးရလည်းအရှိလဲဖြစ်ပြီးတော့အိမ်ကိုဟိုက်အမြင့်မြင့်လေးစောက်ပေးထားတာမို့လို့အိမ်ထဲဝင်လိုက်တာနဲ့အေးနေပါတယ်ရှင်။ဒါလေးရတော့အိမ်ရှိဧကန်နဲ့ဖျားကန်လုပ်လို့ရတယ်အခန်းကျယ်လေးပဲဖြစ်ပါတယ်ရှင်နောက်ဖက်မှာတော့ single bedroom လေးနှစ်ခန်းပါမှာပဲဖြစ်ပါတယ်အိမ်ရဲ့အခင်းလေးကိုတော့ပါကေးခင်းမိထားပါတယ်ရှင်အိမ်စေးကာလာလေးတွေကိုလည်းပေါ့နော်လင်းလင်းတင်းတင်းဖြစ်စေမဲ့ကာလာလေးတွေကိုပဲသုံးမိထားပါတယ်အိမ်ခန်းလေးတွေရဲ့နောက်ဘက်မှာတော့မီးဖိုချောင်းရေချိုးကန်အင်တာတွဲလျက်တစ်စုံပါမှာပဲဖြစ်ပါတယ်ရှင်ခုမိတ်ဆက်သွားပြီးတဲ့အိမ်လေးကတော့ကျောင်းနီးကားမတိုင်နီးဈေးနီးမှာရှိတဲ့ရက်ွက်တန်ကအိမ်လေးပဲဖြစ်ပါတယ်ရှင်ဈေးနှုန်းလေးကတော့3680ညှိနှိုင်းနဲ့ရောက်ချပြီးမှမို့လို့စိတ်ဝင်စားတဲ့အဝယ်များလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါသေးရှင်။မိတ်ဆွေများအလုံးတာယာသောနေ့ရက်တိုင်းကိုပန်းစားနိုင်ကြပါသေးရှင်။